Mr. Kenetan. မင်္ဂလာပါဘောနော်ကျွန်တော်ဒီနေ့ဒါမနက်ကင်းစောစီးကျွန်တော်တို့6နာရီမထိုးခင်ပေါ့နော်9နာရီကြော်ပေါ့နော်ဒါနဲ့ရှိမှဆိုလဲစုံငံကြော်နေကြတယ်နော်ဆရာတော်ဖျားတဲ့ဒီနေ့ကကျွန်တော်တို့ Bigo Dugo Charity နဲ့ကျွန်တော်တို့စံလူကိုကျွန်တော် view လင်ပဲတောင်းအောင်ပေါ့နော်အဲဒါကြောင့်ကျွန်တော်စောစီးထားလာတာပေါ့နော်ဆိုတော့ကျွန်တော်မနေ့ကခဏစားမယ်ပြီးရင်ကျွန်တော်တို့ဒီရရှိပစ္စည်းတင်ပြီးတော့မှကျွန်တော်တို့ဆက်လက်ထောက်ခါကြတော့ဗောနော်မနေ့စားလေးလည်းရောက်ပြီဗောနော်ဒါကျွန်တော်တို့အဖွဲ့ဝင်ဆရာတော်တွေဟိုမှာရှုဦးစင်းနေလည်းပါတယ်ဗောနော်ဒါကျွန်တော်တို့ပြူးနေတာလိုက်သွားကြမှာဗောနော်အဲ့တော့စားကြပါဦးစတက်နေပြီပေါ့နော်ရှေ့ဆိုရင်ကျွန်တော်တို့အုံးကျော်မှာညာရောက်တော့မယ်ကျွန်တော်တို့ဒီနေ့ကကျွန်တော်တို့ဆရာကြီးဆရာလေးပေါ့နော်တီလက်ရှင်အပား200ခါပေါ့နော်တော့လူမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆန်နေတော့ကျွန်တော်ကရှေ့မှာတင်ပြီးတော့ဖြစ်တယ်ပေါ့နော်ရှေ့ကျောင်းတွေမှာကျွန်တော်တင်ပြီးတော့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကရက်နေပြီးတော့မှသွားပြီးတော့မှသူ့ရုံပဲပေါ့နော်လမ်းတစ်ဝက်တော့ရောက်နေပြီပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်စစ်သွားနေတဲ့ကားလေးနဲ့ပေါ့နော်So yes. မင်္ဂလာပါအခုကျွန်တော်တို့ဒီကိုဒီကိုချက်ရရပါတော့ဆရာလေးတွေစွန့်နိုင်နေလူဖို့ကျွန်တော်တို့ကအောင်ချမ်းသာကြေးရွာပေါ့နော်အောင်ချမ်းသာကြေးရွာမှာရှိတဲ့အင်သာကြေးရွာအုပ်စုပေါ့နော်အဲ့ဒီကျွန်တော်တို့ရောက်ပါပြီဒီအင်သာကြေးရွာကတင်ပြီးတော့အခုဒီမှာမြင်နေရတဲ့ဆိုင်းဘုတ်ပေါ့နော်အဲ့ကတင်ကျွန်တော်တို့ဟိုဘက်ကိုနောက်ထပ်မိုင်အားဖြင့်ဆိုရင်ကျွန်တော်တို့9မိုင်လောက်ပေါ့နော်ဆက်ပြီးမောင်းမယ်10မိနစ်လောက်ပေါ့နော်အဲ့လိုမောင်းပြီးကျွန်တော်တို့လူမဲ့နေရာကိုရောက်ပါမယ်ကျွန်တော်တို့လူမဲ့နေရာကိုလိုက်ပြီးတော့ကြည့်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးဒီကျွန်တော် view လင်ကိုစတင်ပြီးရောက်ရှိနေပြီပေါ့နော်ဆိုတော့တကယ်အေးပါတယ် view လင်ဆိုတော့အခုကျွန်တော်တို့ view လင်ကိုစတင်ပြီးကျွန်တော်မန်းလေးရရင်တနာရီခွဲတနာရီ45မိနစ်လောက်အထိကျွန်တော်တို့ကားစီးလာပြီးတော့ကျွန်တော်မောင်းလို့စားလူနဲ့ကျွန်တော်တို့ဆယ်လေးကျောင်းရောက်ရှိနေပြီပေါ့နော်ဆိုတော့ဒီမှာဆယ်ကျွန်တော်တို့အပား100ဆယ်လေးအပား100ပေါ့နော်ကျွန်တော်စတင်ပြီးလူလန်းတော့ဖြစ်ပါတယ်ကျွန်တော်ကားလည်း ready ဖြစ်နေပြီနောက်မှာလူဝယ်ပစ္စည်းရလည်း ready ဖြစ်နေပြီဆိုတော့ချက်ကျွန်တော်တို့လူဝယ်ပစ္စည်းလေးတွေနဲ့ကျွန်တော်တို့ဆယ်ကြီးဆယ်လေးတွေခင်းကျင်းထားတဲ့ဥစ္စာလေးတွေချက်သွားကြည့်အောင်ကျွန်တော် let's go ဆရာကြီးတွေအသေးချာလေးစနစ်တကျစီစဉ်ထားပါလေပေါ့နော်ဒီလည်းငန်းကသာသနာတိုင်တာဒီဆက်ချင်ကကျွန်တော်တို့ Bigo Dugo Charity ကျွန်တော်ဖောင်တာကိုကျွန်တော်အဖွဲ့ဝင်အားလုံးရောက်ရှိတယ်နော်ဆရာကြီးဆက်လေးတွေလည်းလူခံမှုအစနစ်ဖြစ်နေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာကျွန်တော်တို့မေတ္တာတုတ်အမြဝေတရားပါညာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလုပ်ဖို့ရှိရဲဆိုတော့အားလေးကိုဒီမှာခင်းကျင်းနေအောင်နော်ကျွန်တော်လုံနေတန်းနဲ့မိုးရွာလိုက်ကျွန်တော်ဆရာကြီးလေးပြန်ဝင်သွားလိုက်ပြန်ထွက်လာလိုက်နေဖြစ်နေအောင်နော်ဆိုတော့အခုတော့မိုးနေတိတ်သွားပြီကျွန်တော်ဒီခန်းသားလေးကိုခဏစပြီးကျွန်တော်တို့လှူမဲ့အစီအစဉ်လေးကျွန်တော်စရဖြစ်ပါတယ်နော်Soကျွန်တော်ရဲ့ဒိုနာမစ္စတာဂျန်နကရှိမယ်ဒီနားလေးမှာဆိုတော့ကျွန်တော်ဒီဘက်ကိုသွားတယ်ဗောနော်
ခဲ့ဒီမှာကျွန်တော်စတင်နေတော့မှကျွန်တော်လှူဒန်းနေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့လှူဒန်းနေဆရာကြီးဆရာလေးဆိုတော့အနောက်မှာမြင်တွေ့ကြီးမျိုးပဲမြင်ဝဲလေးကိုကျွန်တော်အခုချက်ချင်းရိုက်ပြတော့မှဖြစ်ပါတယ်ဆိုတော့တစ်ချက်တော့ကြည့်ကြည့်အောင်ဗျဆိုတော့ဆရာကြီးဆရာလေးတွေပေါ့နော်ကျွန်တော်တို့ဆေးရွာပဲအတင်းရတော့နော်ဒါတော့ကျွန်တော်တို့အခုအလူပြည့်ရကျွန်တော်အခမ်းအနားပြီးတော့ကျွန်တော်တို့ဆရာကြီးဆရာလေးတွေကျွန်တော်တက်ဆိုင်ရာခုအကြောင်းကိုကျွန်တော်ပြန်ကြွကြပါမယ်နော်ခုမြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်တို့ဆိုတော့ဒီဆရာကြီးဆရာလေးအကြောင်းပါကျွန်တော်တို့နေ့လည်စာလေးပေါ့နော်ကျွန်တော်တို့ဖန်တီးပေးထားတယ်။ဒီမှာကျွန်တော်ရဲ့ဖောင်မှာဆရာကြီးမြန်ကျွန်တော်လည်းပါတယ်ပေါ့နော်။အင်းဝဲရတော့အဆုံးလင်ပါပဲ။ဝဲရတော့အများကြီးပါ။အများကြီးပါ။ပါစားလို့စားမယ်။ ပါစားလို့စားမယ်မသိဘူး။ဆရာကြီးမြန်လိုက်တော့ပဲပါမယ်ကျွန်တော်တို့အာလူစက်သားရဲ့အရွက်ကြော်လေးတွေဝါ6ချက်6ချက်ဝါသားအပြားကြီးပြောအပြားကြီးပြောချီဟင်းချီဟင်းတို့မျိုးပဲစုံလင်မယ်နော်ဆရာကြီးစုံပါပဲဒီနေ့ကကဲညီးစမ်းကြည့်လိုက်ရောနော်